Hello အားလုံးပဲမင်္ဂလာပါသူစား Secret Lady သူစား channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှဆက်လို့ရှိရင်တော့သူစားကmakeup ပြင်နည်းလေးနဲ့အရန်လာတဲ့ကောင်မလေးပုံစံလေးဖြစ်အောင်လုပ်ပြပြမှာပဲဖြစ်ပါရှင်ဒီဦးစားကတော့ any layer ရဲ့ salad costume နဲ့ဝင်မှာပဲဖြစ်ပါတယ်သူစားပြပြပါမယ်ဒီ salad costume လေးနဲ့ဝင်ပါမယ်သူစားပြပေးမယ်ပေါ့နော်ဒီ salad costume နဲ့ဝင်မှာပဲဖြစ်ပါတယ်အဲ့တော့ဝင်လိုက်ပါမယ်ရှင်ဝင်ပွိုက်ဆိုလို့ရှိရင်တော့သူစားဒီအင်ကြီးလေးလဲထားပါရင်တော့ပြောရလို့ရှိရင်တော့ face က0လောက်ထားရ0 face 0လေးဖြစ်နေရပေါ့နော်ဒီမှာပါ face 0လေးဖြစ်နေပါတယ်အဲ့ face 0 face 1လေးဖြစ်အောင်နှိပ်ရပါမယ်အဲ့ဆို face 1လေးဖြစ်သွားပါပြီဒီမှာတွေ့လာတော့မသိပါဘူးมา face 1လေးဖြစ်သွားပါပြီ face 1လေးဖြစ်ပြီဆိုရင်တော့ရပါပြီပြီးရင်တော့ hair spin လေးကိုကြတော့ကိုစိုက်တဲ့အရာတော်လို့ရပါတယ်သူစားတော့ black လေးပဲတုပ်ထားပါတယ် clothes ပေါ့နော် clothes ကကြတော့ black မတုံးတော့ဘဲနဲ့လေကြာရအောင်ရှင်လေးဒီရောင်လေးတုပ်လိုက်ပါမယ်အဲ့တော့ပြန်သွားမယ်ပေါ့နော်ပြီးရင်တော့ game နဲ့စဝင်ပါမယ် salad costume နဲ့ဝင်ပါမယ်အော် sorry နော် new game နဲ့ဝင်ပါမယ်sorry ပါပြီးရင်တော့ခဏလေးတော့စောက်ပြီးပေါ့နော်ပြီးတော့သူစားတော့လည်း1000 subscriber ဖြစ်အောင်လုပ်ပေးရဲ့subscriber အားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့လောက်ကြလိုက်ရအောင် let's goကဲအရင်ကဒီလိုမျိုးပုံစံလေးဖြစ်နေပေါ့နော်မျက်နှာကြီးอ่ะပေါ့နော်ဒါပေမဲ့တိမ်မလှအောင်လို့ထည့်ရပါမယ်မိတ်ကပ်လိမ့်လိုက်ရင်တော့ပိုပြီးလှသွားပြီပေါ့နော်မိတ်ကပ်လိမ့်နဲ့နေရာလေးကိုတွားပြပေးသွားမှာဖြစ်ပါတယ်အရင်ဦးစောဝါကြတော့ဒီမီနူးရဲ့ကိုတွားရဲပေါ့နော်မြင်တဲ့တခုလုံးမစွဲအိမ်မီနူးရဲ့ကိုတွားရဲပေါ့နော်ပြီးတော့လို့ရှိရင်အမ pops တဲ့ဝင်ရပေါ့နော် pops ပါ pops တဲ့ဝင်ပါမယ်ပြီးရင်တော့အမဒီပေါ့နော် chart 80လေးတဲ့ပေါ့နော်မမီးကနည်းနည်းရွှေ့ပေးပါမယ်မပေါ့နော် chart 80လေးတဲ့ဝင်ပါမယ် oh sorry chart 80လေးတဲ့ဝင်မယ်အမဒီလိုမျိုးပုံစံလေးပေါ်လာလို့ရှိရင်အောက်ကလေးကိုရွှေ့ရမယ်ပေါ့နော်အောက်ကလေးကိုရွှေ့ပြီးွားရင်အယူဆိုဒီမှာနည်းနည်းဟောဖြစ်နေရောလက် zoom လေးထည့်ပေးမယ်ပေါ့နော်zoom လေးထည့်ပေးပါမယ် zoom လေးထည့်ပေးမယ်ခဏလေးပါနားလေးပါ zoom လေးထည့်ပါအမှာပေါ့နော်အမှာချရည်တယ်မယ်ပေါ့နော်အမှာဆိုလို့ရှိရင်ဒီမှာပါပြမယ်ပေါ့နော်ဒီမှာ50% ပေါ့နော်မြင်ရလားမသိဘူး50% smile လေးပေါ့နော်အဲ့ဒါလေးကိုနှိပ်ပါမယ်အမဆိုရင်ပြောဝိုက်ပေါ့နော်အဲ့ကြလို့ရှိရင်အမဒီမှာပေါ့နော်ပါနီလေးရှိရပေါ့နော်ပါနီလေးကိုနှိပ်ပါမယ်အပါနီလေးကိုနှိပ်မယ်အဲ့ရမှာအဲ့လိုမျိုးလေးဖြစ်သွားအဲ့ဒါလေ blush position ပေါ့နော်အမဒီမှာပေါ်လာပါတယ် blush position ဆိုလေးပေါ့နော်အဲ့ဥစ္စာပေါ်ဝိုက်ဒီမှာအပေါ်လေးကိုနည်းနည်းတိုးမယ်ပေါ့နော်ပေါ်လေးကိုနည်းနည်းတိုးရဲ့ဥစ္စာအဲ့ခလုတ်ကလေးကိုနှိပ်ပါမယ်မျက်လုံးသားထိရအောင်နှိပ်မယ်ပေါ့နော်နည်းအောင်နည်းချမယ်ပေါ့နော်ရဝိုင်းဆိုလို့ရှိရင်တော့ makeup ဆက်ပြလို့ရပါပြီဒီမှာပါ makeup ဆိုတာလေးကိုရှိပါတယ်အဲ့ makeup လေးကိုနှိပ်ပါမယ် eyeliner ပေါ့နော် eyeliner အကြတော့ကိုကဒီမှာအနီးရောက်လုပ်ချင်လဲရတယ်မှာပေါ့နော်အများကြီးပဲရှိအမဒီမှာဆိုလဲ blue လေးလည်းရှိတယ်အဲ့ဒါလေးကကြတော့လေးသလားဒီအသားရောက်လေးလုပ်ပေးရတယ်ပေါ့နော်အသားရောက်တော့မဟုတ်ဘူးကွာမိတ်ကပ်ရောက်လေးပေါ့နော်မိတ်ကပ်ရောက်လေးမှာပါဒီလိုမျိုးလေးဖြစ်သွားပြီး eyeliner ကကြတော့လေအမဲအောင်လေးလုပ်ပေးရတယ်ပေါ့နော်အမဲအောင်လေးပေးရပါလေအမဲအောင်လေးပါပြီးရင် eye shadow ကကြတော့အသားရောက်လေးပေါ့နော်မိတ်ကပ်ရောက်လေးလို့အသားရောက်ပါမှာပါဒီလိုမျိုးလေးဖြစ်သွားပြီပေါ့နော်ပြီး cheek ပေါ့နော် cheek ဒီပါပါမမြင်တော့ပြမယ်ပေါ့နော်ဒီမှာပါဒါလေးရှိပါရဲ့အမှားပေါ့နော်အပေါ်မှာအဲ့ဒါလေးရှိပါရဲ့အခု
အခုသူစားကြတော့ဟောဘောနော်အမဆိုရေသူစားဒီမှာ cheek လေးကိုနှိပ်ထားရပေါ့နော်ခုတော့ eyeliner eye shadow နှိပ်ဖြားထားဆိုတော့လေအခု cheek ကိုနှိပ်ပါမယ် cheek ကကျတော့ပါနီလေးပေါ့နော်ပါနီလေးဆိုတော့ကတဲ့သားရောက်လေးပဲလုပ်မယ်ပေါ့နော်ပြမယ်ပေါ့နော်သားရောက်လေးပဲလုပ်ပါမယ်ပေါ့နော်အသားရလေးပေါ့နော်အသားရောက်တော့မဟုတ်နော်ဒီမှာ makeup ရလေးပေါ့နော်အဲ့ makeup ရလေးကိုနှိပ်မယ်အဲ့ဆိုရင်ဒီမှာလှပါပြီပေါ့နော်ပြီးသွားရင်အဲ့မှာ lips ကဒီအနီရောက်လေးလုပ်မယ်အဲ့ဆိုလှသွားပါပြီရှင်ကဲလှသွားပြီဆိုလို့ရှိရင်တော့ကျမတို့ကဒီမှာပေါ့နော်ဒီမှာပေါ့နော်အမားလေးရှိရပေါ့နော်အဲ့အမားလေးကိုနှိပ်ပါမယ်အဲ့ဆိုရင်ဒီ makeup ပြင်တဲ့ဥစ္စာလေးကပျောက်သွားပါမယ်ဒါဆိုရင်တော့လှသွားပါပြီရှင့်တော်တော်လေးကိုလှရဲမျက်နှာလေးလည်းရပါပါပြီအဲ့တော့ဘိုင်ဘိုင်ပါ